လူတစ်ယောက်ကမျက်စိနှစ်ခုကအလင်းကိုအာရုံခံပြီးတော့ရလာတဲ့အာရုံတွေကိုသူတို့နောက်မှာရှိတဲ့အာရုံကြောကိုပို့ပြီးတော့အဲ့အာရုံကြောကြီးကအုံနောက်နဲ့ချိတ်ဆက်ထားတယ်။အုံနောက်ကနောက်ဆုံးအပိုင်းကဘယ်လိုမျိုးအလင်းမျိုးရယူလဲဆိုတာကိုအာရုံခံတယ်။အဲ့တော့မျက်စိကိုအပိုင်းပိုင်းလေးခွဲထားတယ်။ခွဲထားတဲ့အပိုင်းလေးကိုကြည့်လိုက်မယ်။မျက်စိပထမဆုံးအပိုင်းကို sclera အလဲလွှာကို choroid လို့ခေါ်ပြီးအောက်ဆုံးအာရုံခံတဲ့အလွှာကို retina လို့ခေါ်တယ်။ပြီးတော့အဲ့မျက်စိရဲ့ဘေးနားမှာကြွက်သားတွေရှိတယ်။အဲ့ကြွက်သားတွေကညာဘက်ကိုရွှေ့မလားဘယ်ဘက်ကိုရွှေ့မလားအပေါ်အောက်ကြည့်မလားဆိုတော့ကျွန်တော်တို့အသိစိတ်နဲ့ထိန်းချုပ်လို့ရတဲ့ကြွက်သားဖြစ်တယ်။ပထမအဆုံးမျက်စိရဲ့အလွှာမျက်ကြည်လွှာလို့ခေါ်တယ်။ဒါကတော့ကျွန်တော်တို့အလင်းစာပေဝင်တဲ့ပထမအဦးဆုံးအကြည်လွှာလေးဒုတိယကတော့အဝိုင်းအဝန်းဖြစ်နေတဲ့မျက်ဝန်းလို့ခေါ်တယ်။ဒါကတော့တယောက်နဲ့တယောက်ကာလာမတူနောက်တိုင်းနေဆိုလို့ရှိရင်အစိမ့်အစိမ့်ပဲပြရင်မြန်မာလူမျိုးတွေကညူရာနဲ့မဲတာများအလင်းမှာရှိတဲ့အပေါက်ကလေးကိုကျတော့ပြုတ်ပေးလို့ခေါ်အလင်းဝင်ပေါက်ဖြစ်တယ်။လင်းရဝင်လာပြီဆိုရင်နောက်မှအဲ့အလင်းကဒီအရည်တွေကိုစပြီးဖြတ်တန်းလာမျက်စိထဲမှာအရည်တွေရှိတယ်။အခုပြထားတဲ့ဒီမှန်ဘလူးကြီးကိုထိန်းထားတဲ့အပေါ်ကျိုးနဲ့အောက်ကျိုးဒီမှန်ဘလူးရဲ့အရှိမှရှိတဲ့အရည်တွေကိုကျတော့ aqueous humor ဆိုတဲ့အရည်လို့ခေါ်ပြီးနောက်မှရှိတဲ့အရည်တွေကိုကျတော့ viscerous humor လို့ခေါ်တယ်။အဲ့ဒီမှန်ဘလူးနဲ့မှန်ဘလူးကိုထိန်းထားတဲ့ဒုတိယအလွှာမှာရှိတဲ့ကျိုးတွေကအကျဉ်းအကျယ်မှန်ဘလူးကိုလှုပ်ပိုင်ခွင့်ရှိတယ်။ဒါအနည်းအဝေးအလင်းအမှောင်ပေါ်မှာပိုတည်ပြီးတော့လှုပ်ရရှိတယ်။မျိုးလုံးထဲဝင်လာတဲ့အလင်းကအတွင်းဆုံးအလွှာဖြစ်တဲ့ retina ကိုရောက်လာပြီးတော့ retina မှာရှိတဲ့ rods နဲ့ cones တွေကအာရုံခံတယ်ပြီးတော့ bipolar cell ကိုသတင်းပို့လိုက်တယ်။ rods တွေကဘာအရောင်လဲဆိုတော့အာရုံခံပြီးတော့ cones တွေကဘယ်လောက်တိတ်တိလဲဆိုတော့အာရုံခံတယ်။ပို့ပြီးဆိုလို့ရှိရင်သူတို့ကနေမှတစ်စင် bipolar cell ကိုလျှက်စစ်စီးပြီးတော့သတင်းတွေပို့တယ်။အဲ့ bipolar cell ကနေမှတစ်စင်လျှက်စစ်စီးကြောင်းတွေမှာအုံနောက်ကိုတွားပြီးတော့သတင်းပို့တယ်။အဲ့ဒါကတော့မျက်စိကနေမှတစ်စင်အုံနောက်ကိုသတင်းပို့ပြီးတော့အုံနောက်ကနောက်စီအပိုင်းကဘယ်လိုမျိုးအလင်းကိုရယူလဲဆိုတာကိုအဓိကတာဝန်ယူပေးတယ်။မျက်စိဖွဲ့စည်းပုံကတော့မျက်ကြည်လွှာကို corneas လို့ခေါ်တယ်။ပြီးတော့မျက်ဝန်းကိုကျတော့ iris လို့ခေါ်တယ်။နောက်တစ်ခုအနောက်မှာရှိတဲ့ lens မှန်ဘလူး iris နဲ့မှန်ဘလူးကအချင်းကျယ်လုပ်ရရတယ်။နောက်ဆုံးတစ်ခုကမျက်စိမှာအာရုံခံတဲ့နောက်ဆုံးအလွှာကို retina လို့ခေါ်တယ်။ဖျောင်းနိုင်တစ်ခုနဲ့ဥပမာပြမယ်။ဖျောင်းနိုင်မှာရှိတဲ့အလင်းကမျက်လုံးထဲကိုဝင်လာမယ်။ဝင်လာတဲ့အလင်းတွေကမျက်လုံးရဲ့အလွှာတစ်လွှာပြီးတစ်လွှာကိုဖြတ်တန်းတယ်ပထမအဆုံးမှာကော်နီယာကိုသူကဖြတ်တန်းသွားတယ်ကော်နီယာကခွက်နေတဲ့အခါကျတော့ဒီအလင်းကိုသူကဆုပ်ဆုံလိုက်တယ်ဆုပ်ဆုံပြီးတော့မှနောက်ထပ်တနေရာဖြစ်တဲ့ iris ဆိုတဲ့မျက်ဝန်းထဲကိုသူကပို့လိုက်တယ်ပို့လိုက်တဲ့အခါမှာ iris ထဲမှာ lens ဆိုတဲ့မှန်ဘလူးရှိတယ်မှန်ဘလူးကနောက်တစ်ခါဆေးဆုံပြီးတော့လုံးဝပြောင်းပြန်လှန်လိုက်တဲ့ပုံရိပ်ကိုဒါကြောင့် retina ဆိုတဲ့အာရုံခံတဲ့အင်္ဂါရောက်တဲ့အခါမှာပုံရိပ်ကနောက်ပြန်ပေါ်နေတာတွေ့ရတယ်ပေါ်နေတဲ့ပုံရိပ်ကမျက်လုံးအနောက် retina ကနေမှတစ်ဆင့်cones ဆိုတဲ့အာယုံခံအင်္ဂါ rod ဆိုတဲ့အာယုံခံအင်္ဂါတွေကနေမှတစ်ဆင့် bipolar ဆိုတဲ့အင်္ဂါလေးတွေမှာတစ်ဆင့်ဖြတ်ကျော်သွားပြီးနောက်ပိုင်းမှာမျက်လုံးရဲ့အနောက်အာယုံကြောကနေမှတစ်ဆင့်အုံနောက်ကနောက်ဆုံးနောက်စိမျက်စိကိုအာယုံခံတဲ့နေရာကိုရောက်ရှိသွားတယ်။အဲ့လိုအာယုံခံပြီးရောက်ရှိတဲ့အခါမှာတော့ပြောင်းပြန်ပေါ်တဲ့ဖျောင်းနိုင်ကိုအတက်အနေနဲ့အာယုံပြန်ပြီးတော့ခံလိုက်တယ်။အလင်းရယူမှုကလူတစ်ယောက်ကမျက်စိဖွဲ့စည်းပုံမှာမူတည်ပြီးတော့ကွဲပြားမှုရှိတယ်။ပုံမှန်သမားကတော့ရိုးရိုးလေးအလင်းကိုရမယ် retina စုစုံမှဆိုတော့ focal point မှာစုစုံမယ်ဒါပေမဲ့အနီးမြင်တယ်အဝေးကိုမှုန်တဲ့သူတွေအဝေးမှုန်တဲ့သူတွေပေါ့သူတို့ကျတော့သူတို့မျက်ကြည်လွှာကပို့ပြီးတော့ခုံးနေတာဖြစ်မယ်ဒါမှမဟုတ်မျက်လုံးကအနည်းငယ်စိုက်ကပြားနေတာဖြစ်မယ်အဲ့ဒီခါမှာစုစုံလာတဲ့အလင်းကနောက်ဆုံး retina ရဲ့ focal point မှာမစုစုံဘူးနဲ့အရင်ကြိုပြီးတော့စုစုံနေတယ်အဲ့ဒီခါကျလို့ရှိရင်ပုံရိပ်ကိုပုံဝါးလေးပဲမြင်ရလိမ့်မယ်ဒါဆိုလို့ရှိရင်တော့အဝေးမှာရှိတဲ့အရာတွေအကုန်လုံးကိုခုနောက်ကအာယုံခံတဲ့အခါမှာမှုံဝါးနေတယ်ဆိုတာကိုတွေ့ရလိမ့်မယ်ဒါသူ့ရဲ့မျက်စိကခွက်နေတဲ့ခါကျတော့နည်းနည်းလေးပို့ပြီးတော့ခုံသွားအောင်အနောက်ကိုပို့ပြီးတော့စုဆုံသွားအောင်ခုံနေတဲ့မှန်ဘလူးလေးကိုတက်ပေးဖို့မျက်မှန်လေးကိုတက်ပေးဖို့လိုအပ်တယ်ဒါဆိုလို့ရှိရင်တော့ focal point က retina ရဲ့အတိအကျမှာပြန်ရမယ်နောက်တစ်ခုကကျတော့အနီးမြင်တဲ့အဝေးကိုမှုံတယ်ဒါကျတော့ခုနနဲ့ဆန့်ကျင်ဘက်သူ့ရဲ့မှန်ဘလူးကတအားကြီးကိုခုံနေတယ်ဒါမှမဟုတ်သူ့ရဲ့မျက်စိကကျတော့ဘေးဥပုံစံဖြစ်နေဆိုလို့ရှိရင်တော့သူ့ရဲ့အလင်းစုစုံဘက်ကအနောက်ကိုရောက်နေပြီအဲ့ခါကျလို့ရှိရင်တော့အရှေ့ကိုပြန်ရောက်သွားအောင်လို့ခုံးနဲ့မှန်မျိုးစားကိုတက်ပေးလိုက်ခြင်းအပြင်အလင်းစုစုံဘက်က retina ရဲ့ focal point ကိုရောက်ရှိသွားမှာဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ degree တော့တေချာချင်းပြီးတော့တက်ပေးရမှာဖြစ်တယ်